အားလုံးပဲမင်္ဂလာပါကျွန်တော် Burmese Ray ကနေပြန်ပြီးကြိုဆိုလိုက်ပါတယ်အခုတစ်ခါကျွန်တော် Unboxing Season 2025 Episode 15အတွက်ကိုကျွန်တော်မှာထားတဲ့ပစ္စည်းလေးရောက်နေပြီပေါ့နော်ဆိုတော့ဒီပစ္စည်းလေးကဘာလဲဆိုတာကိုကျွန်တော်နဲ့အတူတူ Unboxing မလုပ်ခင်ကျွန်တော်အရင်ဆုံး Burmese Ray ဆိုတာကိုပြောပြပေးမယ်ပေါ့နော်ဆိုတော့ကျွန်တော် Burmese Ray ဆိုတာဘာလဲကျွန်တော်အတူတူကြည့်လိုက်ရအောင်ပေါ့နော် Burmese Ray ဆိုတာကတော့ဘောလုံးနဲ့ပတ်သက်ပြီးမှတ်တရပစ္စည်းတွေစုဆောင်းခြင်းနဲ့ညီကိုမောင်နှမတွေအတွက်ဘောလုံးသမားတွေညီပြတွေလက်မှတ်ရေးထိုးထားတဲ့ဂျာစီဘောလုံးဓာတ်ပုံစာအုပ်အုတ်ထုပ်အစရှိတဲ့ပစ္စည်းတွေကိုရောင်းချပေးနေတဲ့ဝန်ဆောင်မှုတစ်ခုပဲဖြစ်ပါတယ်။ Burmese Ray မှာဆိုရင်ကျွန်တော်တို့စီမှာအသင့်ရှိတဲ့ in-stock item တွေကိုဝယ်ယူရရှိနိုင်မှာဖြစ်တယ်လို့တခြားသောကိုကြိုက်နှစ်သက်ရဘောလုံးအသင်းရဲ့ညီပြတွေကစားသမားတွေလက်မှတ်ရေးထိုးထားတဲ့အမှတ်တရပစ္စည်းတွေကိုလည်း pre-order အနေနဲ့မှာယူနိုင်မှာဖြစ်ပါတယ်။ဒါအပြင်စိုင်းကြစီတွေနဲ့ပတ်သက်ပြီးသိချင်တာတွေ unboxing အစီအစဉ်တွေ meet and greet experience တွေကိုလည်း Burmese Ray ရဲ့ YouTube နဲ့ TikTok channel တွေမှာလေ့လာကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ Burmese Ray ကိုယုံကြည်စိတ်ချစွာဖြင့်အားပေးနေတဲ့တယောက်ချင်းစီကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ဆိုတော့ကျွန်တော်တို့ Good Call Unboxing Season 2025 Episode 15အတွက် Unboxing လုပ်မဲ့ပစ္စည်းလေးကိုကျွန်တော်တို့ကြည့်လိုက်မယ်ပေါ့နော်။ဆိုတော့ဒီပစ္စည်းလေးကတော့ကျွန်တော်မှာထားတာကနည်းနည်းကြာသွားပြီပေါ့နော်။ဆိုတော့မနေ့ကမှကျွန်တော်ရှိရောက်လာတယ်။ဆိုတော့ဒီကတော့ကျွန်တော် Warriors ကနေပြီးတော့မှာထားပါပေါ့နော် Warriors မြန်မာကနေပြီးတော့မှာထားတဲ့ကောင်လေးပေါ့နော်ဆိုတော့ကျွန်တော် Warriors မြန်မာကနေပြီးတော့ထုတ်ထားတဲ့ဟာဆိုတော့ထုံးတဲ့တိုင်းမြန်မာအတွက်ထိမ့်မှတ်ပေါ့နော်ဆိုတော့ကျွန်တော်အနီးကပ်လေးတစ်ချက်ပြပေးမယ်ပေါ့နော်ဆိုတော့ဒီမှာကတော့အဓိကကျွန်တော်တို့ဒီမြန်မာအသင်းရခဲ့သမျှဖလားတွေအကုန်လုံးကိုဒီပုံမှာရိုက်နှိပ်ထားတာပေါ့နော်ဆိုတော့ဒီမှာကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာ1982ခုနှစ်မှာဆိုကျွန်တော်အိုလံပစ်တပြိုင်ထားတယ်ပြီးသွားရင်ကျွန်တော်တို့ဒီမှာစီဂိမ်းဆိုလေကျွန်တော်တို့1966 1980မှာ1980ချန်ပီယံဖြစ်ခဲ့တယ်ပေါ့နော်ပြီးသွားရင်ဒီမှာလဲချန်ပီယံရတဲ့နှစ်လေးကျွန်တော်တွေ့နိုင်တယ်ပေါ့နော်ဒီမှာ1965 1969 1969 1981 1983စီးကင်းချန်ပီယံဖြစ်ခဲ့တဲ့နှစ်တွေပြီးသွားရင်ကျွန်တော်တို့ဒီမှာAFC ASEAN Cup runner up အနေနဲ့ရခဲ့တာတွေရှိတယ်ပြီးသွားရင်ကျွန်တော်တို့ဒီမှာ Jakarta Cup ပေါ့နော် Jakarta Cup ချန်ပီယံမှာကျွန်တော်1 2 3 4ကဖြစ်ခဲ့တယ်ပေါ့နော်ပြီးရင်ဒီမှာဆိုလဲ Korea Cup ကိုကျွန်တော်တို့3ဟာဒီရခဲ့တယ်ပေါ့နော်ဆိုတော့စီးကင်းတွေနဲ့ပတ်သက်တဲ့အောင်မြင်မှုတွေပြီးတော့ရင် ASEAN Cup တွေနဲ့ပတ်သက်တဲ့အောင်မြင်မှုတွေပြီးတော့ရင်ကျွန်တော် Jakarta Cup တို့Korea Cup တို့ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီမှာMarika Champion ဆိုလဲကျွန်တော်တို့4ချိန်ရခဲ့တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အရင်တုန်းကရခဲ့တဲ့အောင်မြင်မှုတွေအကုန်လုံးဖလားပုံစံလေးတွေပါဒီမှာရိုက်နေထားတဲ့ဂျာစီတစ်ခုပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒီဂျာစီကတော့ကျွန်တော် Warriors မြန်မာကနေပြီးတော့ကျွန်တော်မှားလာတာပေါ့နော်ဆိုတော့ဒါ quality ကလည်းမစိုးဘူးပေါ့နော်မစိုးဘူးကျွန်တော်တို့ဒီမှာပေါ့နော်ဒီမှာWarriors ကနေပြီးတော့ပဲ official လာထားတဲ့ကောင်ပေါ့နော်ဆိုတော့ okay ပါအဲ့ဒါဆိုရင်ဒီ unboxing video လေးကိုအားလုံးပဲကြိုက်နေတယ်လို့ထင်ပါတယ်နောက် video တွေမှာလည်းကျွန်တော်စိတ်ဝင်စားစရာကောင်းတဲ့ unboxing item လေးတွေနဲ့မိတ်ဆက်ပေးပါမယ်video လာကြည့်ပေးတဲ့တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်အားလုံးပဲတက်တာပါ